level 3-1 neyo တရားလေးပေါ့နော် neyo မြန်မာလို့ဆိုရင်တော့တိပဲတေတာပဲအရှင်ဘ quality ဘ neyo အတပါပါမပါပါနောက်ဆိုရင်တော့အတပိုင် neyo အတမပိုင်နော် neyo ဘလို့အခြေအနေတွေမှာသုံးလဲအားတင်သွားတဲ့အခြေအနေမှာသုံးတယ်ကဲလိုက်တစ်ချက်ကြည့်မယ်ပေါ့နော်နာရှိကချောမတတ်တထာနေယောရှာဒီဝရုကအရင်ကိုနည်းနည်းထွတ်ထွတ်ရှိတာပဲ။အိုနုဟာနုရီအချုမတ်နေယောဒီနေ့ကောင်းဝင်ကြီးကကြည်လင်နေတာပဲ။ဘုံဖြစ်ကြီးစံကပူရမရှိနေယောစားတော့တွေကထင်ထားတဲ့ရတာရှိတာပဲ။ပုံစံလေးကိုကြည့်လိုက်တော့အရသာမရှိဘူးထင်ပေမဲ့စားကြည့်လိုက်တဲ့ခါကျတော့အရသာရှိ။ဘုံဖြစ်ကြီးစံကပူရမရှိနေယောစားတော့တွေကထင်ထားတဲ့ရတာရှိတာပဲ။နောက်တစ်ခုကြည့်ပြီးအချွေရပုနေယောအိမ်ကအရန်လှတာပဲအပြန်ကြည့်တော့မလှဘူးထင်ပေမဲ့အထဲဝင်သွားကြည့်တော့လှတဲ့ချင်းနေအဲ့လိုချင်းတွေမှလည်းသုံးလို့ရတယ်ဗောနော်။အိုးကြည့်ပြီးအချွရပုနေယောအိမ်ကအရန်လှတာပဲ။ကြောင်ချီကအာရတမ်နေယောရှုခင်းတွေကလှလိုက်တာနူရဲလူချောင်းမချာရှင်နေယောတချင်းစုကောင်းလိုက်တာဗျာ။စတော့စကားပဲပြောကောင်းတယ်ထင်ပြီးတော့တချင်းဆိုတာမကောင်းလို့ထင်လို့ရတယ်ဗောနော်။ဒါပေမဲ့တကယ်လဲတချင်းဆိုတာတချင်းဆိုတဲ့တန်းလဲနားထောင်ကြည့်လိုက်တော့ဝါနူရဲလူချောင်းမချာရှင်နေယောတချင်းစုကောင်းလိုက်တာဗျာတချင်းဆိုတော့အရန်တော်တာပဲ။နောက်တစ်ခုအော်ချေဘီကဝန်နေယောအော်မနေ့ကမိုးရွာခဲ့တာပဲအဲ့လိုသုံးလို့ရတယ်ပေါ့နော်ကဲသူ့ရဲ့ Q ချက်လေးကိုပြန်ကြည့်မယ်ဆိုရင်နေယောကအရှင်ဘက်ကတော့ဒီဘက်ဆိုရင်အသက်ပါပါမပါပါနေယောသုံးတယ်နောင်းဆိုရင်တော့အသက်ပိုင်ဤနေယောအသက်မပိုင်တော့နေယောသုံးတယ်ဣတာဣနေယောအော့တာအော့နေယောစာတာစာနေယောtopတာတော့နေယောချက်ဆန်းအသက်ပါရကြောင့်ချက်ဆန်းနေယောချက်ဆန်းနေယောဝိဂျာနေယောယောဂီကကြည့်မိတာ이거 내용이 도움이 되면 좋겠습니다. 도움이 되기를 바랍니다. 다음에 또 봐요.